ကားမတော်တဆမှုတစ်ခုကြောင့်ဒီလူဟာတိရစ္ဆာန်အင်္ဂါစိတ်ပိုင်းအစားထိုးကုသမှုကိုခံယူခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာမြင့်ထက်တောင်မြန်အောင်ပြေးနိုင်လာတယ်လို့မြောက်တကောင်လိုလည်းအမြင့်ကြီးကိုခုန်နိုင်လာပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်ကအထိဂျက်ဟာအားနွဲ့တဲ့ပလိတ်ရာရှိတစ်ယောက်သာဖြစ်ပါသေးတယ်။သူဟာပေါင်200ကျော်ရှိတဲ့အမျိုးသမီးတစ်ယောက်ကိုတောင်ကြော်တက်အောင်မပြေးနိုင်ခဲ့ပါဘူး။တိုင်းပညာသင်တန်းမှာဆိုရင်လည်းအဖွားအိုတစ်ယောက်ကတောင်သူ့ကိုအလွယ်တကူအနိုင်ယူနိုင်ပါတယ်။တခြားသူတွေကကြီးကားအင်ကြီးကိုကိုယ်ပေါ်မှာဝစ်ဆင်ကြပေမဲ့ဂျက်ကတော့ထူးထူးဆန်းဆန်းဝစ်ဆင်တတ်သူပါ။အဲ့ဒီနေ့ကဂျက်ဟာအရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပါတယ်။ရဲစခန်းတစ်ခုလုံးလူမရှိတာကြောင့်သူတယောက်တည်းကားမောင်းသွားခဲ့ရတယ်။လမ်းမှာဖြန်တကောင်ကိုရုတ်တရက်မြင်လိုက်ရပြီးရှောင်လိုက်မိရာကနေဂျက်ဟာ6ထဲကိုပြုတ်ကျသွားပါတော့တယ်။ကံကောင်းထောက်မစွာနဲ့သူအသက်ရှင်ခဲ့ပေမဲ့ချက်ချင်းပဲသတိလစ်သွားခဲ့ပါတယ်။အဲ့ဒီညမှာတစိမ့်တစ်ယောက်ကသူ့ကိုကယ်တင်ခဲ့ပါတယ်။ရက်အနည်းငယ်ကြာမှာတော့တစုံတစ်ယောက်ကသူ့ကိုခွဲစိတ်ကုသပေးနေတာကိုမြင်လိုက်ရတယ်လို့သူ့ဘေးနားမှာလည်းတိရစ္ဆာန်အုပ်စုကြီးရှိနေခဲ့တာပါ။သူပြန်နိုးလာတဲ့အချိန်မှာတော့သူ့ကိုယ်သူကားဘေးမှာလဲလျက်သားတွေ့လိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ကိုအမြဲအနိုင်ကျင့်နေကြခွေးဆိုးကြီးကသူ့ကိုကြောက်လန့်နေတာကိုဂျက်သတိထားမိသွားပါတယ်။သူဟာအဖိုးအိုတွေကိုကြော်တက်အောင်ပြေးနိုင်တယ်လို့မြင်းတွေနဲ့တောင်အပြေးပြိုင်နိုင်လာပါတယ်။တန်းကြံထဲမှာဂျက်ကသူနှစ်သက်ရတဲ့အမျိုးသမီးလေးနဲ့စကားပြောနေတော့အနားကလူတစ်ယောက်က frisbee ပြားကိုပစ်လိုက်တဲ့အခါဂျက်ဟာမနေနိုင်မထိုင်နိုင်ပဲပြေးဖမ်းမိသွားပါတယ်။ဒီလိုထူးဆန်းတဲ့အမူအကျင့်တွေကအမျိုးသမီးလေးရဲ့စူးစမ်းခြင်းစိတ်ကိုနှိုးဆွပေးခဲ့ပါတယ်။သူဟာအချစ်ရေးမှာအောင်မြင်ရုံတင်မကပဲအလုပ်ကိုင်မှာလည်းတိုးတက်လာခဲ့ပါတယ်။ဂျက်ကခေါင်းငုံပြီးတန်တရားရှိသူရဲ့တင်ပါကိုနမ်းကြည့်လိုက်တာနဲ့အဲ့ဒီလူဟာမူရစ်ဆေးဝါးရောင်းဝယ်သူဖြစ်မှန်းချက်ချင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒီဖြစ်ရက်ကြောင့်ဂျက်ဟာယာထူးတိုးသွားခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲမျက်လုံးတစ်စုံကဂျက်ကိုစောင့်ကြည့်နေခဲ့ပါတယ်။ညနေခင်းခြုံပုတ်ထဲကနေထွက်လာတဲ့လှုပ်ဝက်ဆန်းကျဲတဲ့လူတစ်ယောက်ကဂျက်ကိုမေးစေးတနက်နဲ့ပစ်ပြီးသတိလစ်သွားအောင်လုပ်လိုက်ပါတယ်။ဂျက်နိုးလာတဲ့အခါမှာတော့အဲ့ဒီလူကအကြောင်းစုံကိုရှင်းပြပါတယ်။ဒါပေမဲ့သတင်းဆိုးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဂျက်ရဲ့တိရစ္ဆာန်ဗီဇတွေကသူ့ရဲ့လူသားဆန်မှုကိုတဖြည်းဖြည်းဝမ်းမျိုးအစားထိုးလာနေတာပါပဲ။အဲ့ဒီလူကဂျက်ကိုတခွဲခန့်မှာပဲနေဖို့အကြံပြုပေမဲ့အချစ်ရောအလုပ်မှာပါအောင်မြင်နေတဲ့ဂျက်ကတော့လက်မခံခဲ့ပါဘူး။ဒါပေမဲ့နောက်တစ်နေ့အပြင်ထွက်တဲ့ခါမှာတော့ဂျက်ဟာစိတ်မလေးတစ်ကောင်ကိုစိတ်ဝင်စားသွားပြီးစိတ်ထီးတစ်ကောင်လိုမျိုးသူမနာကိုကတ်သွားတဲ့အခါမှာတော့ဘလို့ရေစရာကောင်းတဲ့အလွဲတွေဆက်ဖြစ်မလဲဆိုတာသင်ခန့်မှန်းကြည့်နိုင်မလား